တမတ်တော်စိတ်ဒီခဏတည်းဒီလိုဒုစရကိုပွားတယ်ဒုစရရဲ့ဒီဆုံးတဲ့ဒီကြီးကိုပွားတယ်ကဲတမတ်စုံစမ်းမိနာစားစုံစမ်းနောက်ချက်ချင်းဆိုတာကိုကျွန်တော်တို့နားလည်ဖို့လည်းလိုအပ်တယ်နော်ဒီဆရာကကျွန်တော် exam လုပ်တာကျွန်တော်ကိုစာမေးပွဲချအောင်လုပ်နေတာပဲလို့ကျောင်းသားတွေကလည်းဆရာအရင်ခက်တဲ့မေးခွန်းတွေမေးပြီးမှကျွန်တော်စာမေးပွဲမချအောင်ကိုလုပ်နေတယ်လို့ချင်ညိုတဲ့ကျောင်းသားတွေလည်းရှိအဲ့လိုပဲခရိယာတက်တာမှလည်းတချို့ကြတော့ကျွန်တော်ခိုးအောင်ဘုရားကကျွန်တော်ကိုစုံစမ်းနောက်ဆက်ခြင်းပေးနေတာအဲ့ဒါကြောင့်လေအပြစ်သွေးဆောင်ခြင်းကိုခံရတဲ့သူမိကဘုရားသခင်ငါ့ကိုသွေးဆောင်တော်မူဒီကိုပြောနေကလေးစမောင်မိုင်ဖက်လကူခါကလောရတော့မှာမိုင်ဖက်ချမ်းတော်ကျွန်တော်ပတ်စံမပေးပေးနဲ့ကျွန်တော်ပတ်စံလိုအပ်လာတဲ့ခါမှာဘုရားကကျွန်တော်ကိုဆင်းရဲအောင်လုပ်တာကတော့တခိုးဖြစ်ဖို့ဘုရားကကျွန်တော်ကိုသွေးဆောင်နေတာပဲလို့ဘယ်သူမှမပြောနဲ့နမ်းမစနိုင်တော့အခုတိုင်နာမတူဘာဖြစ်နေလဲဒီမို့ကရက်ဆန်ဘောနာဖက်ရှိပဲဖြီးတယ်နမ်းမတန်လို့ဘူးပုံလာကြီးတိုင်ပဲ test လို့တော့ဒီလားကျွန်တော်စင်းရဲဒုက္ခကြုံလာတဲ့ခါမှာဟာပါတော့ကျွန်တော်မိသားစုမှာငွေရင်းချင်းရဲ့အရင်လိုအပ်တဲ့ခါမှာရွေးစရာတစ်ခုပဲရှိတယ်ဘုရားရှင်ကိုတောင်းမလားကိုကြံဖန်ပြီးမှခိုးမလားချီးမလားအဲ့ဒါကြောင့်ကိုဂရိတ်ဆန်ကိုလာအပေါ်စနမကောင်းတော့အရာဒီတဲ့ဘုရားခင်ကိုမသွေးဆောင်လိုက်ရဂရိတ်ဆန်ကိုကတိုင်းပဲမလုပ်ဘူးတိုင်ဘူးကငါရှိကလွယ်မမြစ်အဲ့ဒီကြောင့်စရာတိုင်နေရှိဒီနေကြောင့်မှတဲ့ကြောက်ခတ်ဘူးကငါမေဘူးကတိုင်းကြောက်ကြရောစရာနေကြောင့်မှဒီအောင်မကန်ဟာပေါ်လေပြောမကန်ရှိတမ်းကြောင့်ကြောင့်မှဒီမကြွေကြွေစံပွဲခတ်ဘူးကငါကတိုင်း test ကလို့ဆိုကရကစားက test ဖို့မကြွေကြွေမနာမပဲကြံကြောဖို့ကြောဖို့ test ဖို့ငါတော့အဲ့ဒီမို့ဟာဖို့ပြင်ချင်မိမိတတ်မဲ့တော့6ဆွေးနေဖျားယောင်းခြင်းကိုခံတော့သူမိကြီးကအပြစ်တွေးဆောင်ခြင်းတို့ရောက်တယ်တတ်မဲ့ခြင်းအန်ချေအစံပဲအာကူဝါဒီအန်ချေแต่มันไม่ยังบังคับแบบไงชี้ชิ้นก็ไปเขาหน่ะเลยอีจริงจัดแต่เราเรากูใจดูชี้ชิ้นได้ไม่ดูโยนเลยเด็กเขามาปิดด้วยสองอย่างรู้ยอมไหนเด้อีนั่นมันจงก็อันเดียบแบบไอ้สมสันเราเสร็จจริงทุ่มไม่เชื่อมั้งอันเดียบแต่เป็นดูไรดูไรก็สร้างก็อันเดียบเป็นกระจากูกลัวสมุนนะทุกทีอีอย่างตอนนี้เขาพยายามกินกูကားတောင်းတယ်အကြာကြီးတောင်းတယ်ဘုရားကမပေးတော့နောက်ဆုံးတော့ကိုပြီးမှအပြည့်ဝင်ချတောင်းတာငါဘောလုပ်မှာကလန်လန်ကအန်ချေကြိုင်ဆံဖက်ကမယ်ဘာဟုတ်လဲဒီရကားလေးသူပါအဲ့ဒါကြောင့်တော့စုံစမ်းနောက်ဆက်ခြင်းမရှိဘဲနဲ့အင်ဂျက်တဲ့ခရိယာတက်တာမရောက်ရှိနိုင်ဘူးအဲ့ဒီစုံစမ်းခြင်းကိုကြော်လွှားနိုင်မှသာစစ်မှန်တဲ့ယုံကြည်မှုရောက်ဖြစ်တယ်ဆိုတာကိုကျွန်တော်တို့သိရဖြစ်တယ်။ကဲပါဝါပွဲပဲစားရည်။ဒါဆိုတဲ့ဒုတိယချက်နော် external အပြင်ကနေလာတဲ့ကျွန်တော်တို့ရဲ့ test ဒုတိယကတော့ပါလဲ which is စီးစိမ်ပုံစံနော်ငွေcontrol ရဲ့အခန်းကြီး1အခန်းငယ်9ကနေ7ကိုပြန်ဖတ်ရအောင်ကဲလက်စတဲ့အခန်းကြီးကိုကဲဖတ်ရအောင်ဒီပေါ်သိကြတော့ဒီကိုငွေရတတော်နေဒီလိုအရှိန်ဖြစ်တော့မြစ်ပြည်ကိုသိချခြင်းကိုအခုလေးချိန်တဲ့တည်နေတဲ့ဝိရစင်တဲ့တော့ပြတဲ့ချိုးနေသူငွေရတတော်ဒီ
တိယအချက်ကျွန်တော်တို့စုံစမ်းတော့ချက်ချင်းအပြင်ကနေတွေ့ရတဲ့အရာကစီးစိမ်ဥစ္စာငွေပကာဒနာဖြစ်တယ်ရမရှာတော့ဒီအတဲ့တဘာဘောကပေါ်တယ်လူစုနေတော့ဂုံရောကမစနိုင်နေတော့မိကချီလူရဲ့တဘာဝကပတ်စံများလို့ရှိရင်ပတ်စံရှိတဲ့တစ်သေးဒီကတော့ပါလေမောက်ပါလေထောက်ဖြစ်တယ်စင်းရဲလူတွေကအားငယ်နော်ဒါမဲ့ကျမ်းစာမှာပြောထားတာပါလေရောင်းပြန်ပြောထားတယ်ပြန်သွားရအောင်အောက်ရှုနေကြတော့ဒီကိုဒီမှာတခိုးလို့ပြောထားတယ်အိမ်မှာနော်စင်းရဲတဲ့ကျွန်တော်တို့နားလေအောင်ဖတ်ရအောင်စင်းရဲတဲ့နေရာကိုဒီမိမြောက်ခြင်းအရာတိုင်းဝါချောမြောက်အခုပြောင်းပြန်ပြောနေတယ်လူတဘာဝကတော့ဆင်းရဲတဲ့အခါမှာအားငယ်တယ်ကိုယ်အရင်နှိမ့်ကြလို့ခံစားရတယ်ဒါမဲ့ယုံကြည်ခြင်းနဲ့ပြည့်ဝတဲ့ခရိယာတက်တာတယောက်ကဆင်းရဲတဲ့အခါမှာလည်းအားမငယ်ပဲနဲ့ပါလေဝမ်းမြောက်နေတယ်ကိုဝါကြွားတယ်ဆိုတာကမကောင်းတဲ့ဘက်ကိုပြောတာမဟုတ်ဘူးကိုဘယ်လိုပြောမလဲ encourage အားပေးတတ်တယ်အဲ့ဒီသဘောဖြစ်တယ်ပြီးတော့ငွေရတတ်တဲ့ညီအကိုကြတော့နှိမ်ချတတ်တယ်ဘာဖြစ်လို့ရွှေငွေပစ္စည်းဥစ္စာအားလုံးကတော့ဒီမှာရေးထားပါတယ်ဟုတ်ကဲ့နေဒီပူသောအရှင်နဲ့ထွက်တော့မှမျက်ပြင်ကျလို့နော်တွေ့ချောခဏဒါအဲ့ဒီရွှေငွေပစ္စည်းဥစ္စာတွေမှာအသက်မပါဘဲနဲ့တာချက်ချင်းမီးလောင်တော့လည်းဖြစ်တယ်အမေရိကမှာကျတော့လည်းတဲ့မှာရှိတော့နည်းနည်းအမခံချက်တော့ရှိတာပေါ့တော့ကျွန်တော်မြန်မာပြည်တော့မဟုတ်ဘူးဒါပေမဲ့အဲ့ဒီကျွန်တော်တို့စုဆောင်ထားတဲ့ကျွန်တော်တို့ရှာထားတဲ့ငွေဒီမှာအသက်မပါဘဲနဲ့ညှိုးတော့တဲ့ပေါက်တဲ့သဘောရှိတယ်နော်ဆိုတော့အဲ့ဒီဘာမှမဟုတ်တဲ့ငွေကျွန်တော်တို့ရထားတဲ့ပစ္စည်းဥစ္စာတွေကိုအားကိုးပြီးမှမာနတွေတက်နေလို့ရှိတာယုံကြည်သူတရားမဟုတ်သေးဘူးဆိုတာပေါ်နေတယ်ဒီတည်းကြောင့်မစနိုင်ဝါကောတာတိနံကိုဘက်ချက်ကြောက်ရကူနာငါရိုင်းတာလူစုဝါကောချက်ရှိနေမယ်ကူနာငါရိုင်းတည်းကြောင့်ကောအန်ကျေကမ်ရှာမဲနဲ့ဆက်ဖုန်ကမ်ကောအင်ကမ်ရှာမဲနဲ့ပေါ်ရတော့လေရုံးပြန်နေတော့ opposite တိုင်းတော့အေးတည်းကြောင့်ကောဟာနိုင်ပြောရင်ဟမ်ကြောပြောတာဒီကြောဒီကျွန်တော်အတင်းမှာတော့မှာဒီစိတ်ကမရှိလို့ရှိရင်ဘယ်လိုဖြစ်တာလဲဆိုတော့အလူဝေကောက်ဖို့ပြောလိုက်တဲ့အခါမှာဆင်းရဲတဲ့လူတွေကြတော့ဗာလဲစိတ်ထဲမှာအားငယ်နေတော့အမြင်နဲ့အလူဝေပဲပြောတယ်အလူချူဆိုလိုက်နိုင်ရတော့ငါမရရှိမြစ်ကောမပြောတော့မြစ်ကောကချီတော့ကြောအန်ချေကတို့မြစ်ရပြုဆိုတော့လူဆွဲနေတော့အနာဟောရဲဆရာတဲ့ကချီကြောကုန်ကြည့်ဖို့တဲ့ဘလို့ပိုင်အောင်လာတယ်ရှင်းစားအောင်လာတယ်ဝါဒီတမ်းကြောအတဲ့လုံးကိုဖုန်ကောတဲ့ယူဒီစတဲ့ခရုမဲမကမ်ရောမနီတော့ကြံတော့လူဆွဲနေမုံလူဆွဲကိုပြတ်နာတာမစနိုင်မှာမစနိုင်ကိုပြတ်နာတမ်းကြောနော်ကိုဖုန်ကောကျန်တိုင်းမကမ်ရောလဲကြံတော့လူဆွဲနေမုံမပြောရဲမစနိုင်မုံကျွန်တော်တို့အခါတလေကြတော့ဒီချမ်းသာတဲ့လူတွေကပြဿနာလို့မြင်ကြတယ်ဒါပေမဲ့တကယ်တမ်းကျတော့ဆင်းရဲတဲ့လူလည်းဒါပြဿနာအင်းကျေကတည်းကမစနိုင်ပါဘူးမခံချင်တာမလို့ရှိမစနိုင်တဲ့ခွေအကောင်လာနာအဲ့စွန်ကြောပါဘယ်အန်ချင်မစနိုင်ဒီအန်ချင်မစနိုင်ဒီအန်ချင်လူစုဒီအန်ချင်လူစုယောတမ်းကြောရချုံလိုက်ပါတော့ဆိုတော့မစနိုင်ပါကောအော်ချက်အလူစုတဲ့ကောတော့ခုဖုန်ကသူစုငါရှိတယ်ငါအေးချက်ကုတာနာစုနေတယ်ငါငါမစနိုင်ကောငါလူပေါင်းရမနာမပန်းငါလူချင်းချက်ကုတာတခုအန်ကောโอเคကြံတော့ဘာမီဆိုဆိုโอเคအဲ့ဒီမြတ်အန်တဲ့ကောတဲ့ကောနန်โอเคတဲ့ကြံဘာမီဆိုဆိုတဲ့အမျိုးမီပဲစတဲ့အမျိုးမီပဲစအကျော်ဝါဒီထားအတန်းကြောကတော့ဘုံကရခိုင်ကိုဘုံဖို့လူနာရတော့တယ်ရောဒါအဲ့ဒီတော့ရှိသူကလည်းအန်တဲ့ကဘုံဖို့လူနီတော့ရကော
看天下是读啊，那么就我知道路是不比的路，电脑啊，那点简单哪里的吧？这路阿龙是比的他嘛，龙是印的喏，是的他嘛，是比的嘛吧？อันที่ยงโมโดนตาที่ยงเป็นก็สำนักลงจำโลกคงเสียงได้มันแต่ช่วยมั่งคังเราบ้างพอจะนั่งก็เสียเรียมั่งคังก็ยัตนาจิมาอาเทมาจะชิงกันก็นี่เดี๋ยวทุกสู้มาสั่นเด็ดผ่านเสียแต่จอเนี่ยจุ่มจอมก็ได้เก็บปิ้งของมาช่วยจะรู้เก็บปิ้งตัวเด็กขามาตะขาตัวนี้จะรู้อยู่ว่ากูชิดได้เด็กขามาจะรู้ดีอยู่ว่ามากันบรรลุมาอารมณ์ไม่ยากเลยบุรุษแต่ขาดเลยอันเทียนที่เลยย้อนชีแต่เมื่อตะกี้นั้นจะเราย้อนมาอารมณ์ไม่กูยากพิมาพิมาก็เราชีชีวิตเนี่ยเราย้อนเลยย้อนมาจะเราอารมณ์ไม่เลี้ยวเทียนอาจารย์โจก็ยังอันที่น้ำมันขังก็มันกล้ามเรื่อยอะไรในกลุ่มพลเรื่อยส่วนนั้นอยู่ส่วนเราจะเรา living faith อันเด็กสิ่งเนี่ยยงจริงๆชีเดี๋ยวไม่ใช่บุษราวุธ test ต้องเด็กขามานักผู้ external อภิการในนั้นปัตตมาเช็คกับอะไรสงสารน้องเชื่อจริงอันมิวมิวลูกอยากเช็คกับจีสิงองศาเช็คเลยแต่ลูกข้องเป็นตัวไหลลูกแทงอาจารย์ก็ด้วยมีซ้ำด้วยองศาลูกอีกด้วยมีองศาแต่ที่ test ตรงนั้นนะอีกการเนี่ยเป่าด้วยเด็กใส่Okay. External test. Now, bagaimana jika trials? Songsan nam sejin, amyong ko jolo anai mata bagi seman dari yang jin sih surau jenaru jolo ya. Dua jika riches, sisi usari oma jenaru yang tak tahu. Matisau bene jenaru yang jin matisau ya. Okay. Kanjin kanjin itu satu jam apa? Emang kanjin Okay, kanji ne kanji ne masatobu. Okay, tu tu kau payah. No, yang jadi jangan sepeda. Lúc nhất là cổ thao chính là sĩ trả suy đất sụp nên tiên bề đó hô cổ sẽ đó đủ là bù hì tiên đô hì giá sẽ thế độ mình đó tiên bề đó hô cổ sẽ đó đủ cổ chi duyệt có một đó yên nhắc thầy vào vì có sẽ ra đủ cổ ô mà đi đó tổ hộ yên nhắc bắt chế thì có thầy vào vì là có tiên đô hì đô sổ điแต่เป็นเอกวัยรุ่นสีมาก้าวจากสีโดนดูพิจารณามาโอ้ไก่เนี่ยมาน่าเลยကျွန်တော်တို့ယုံကြည်သူတွေရဲ့အသက်တာမှာစီးစိမ်ဥစ္စာကိုအဓိကပဓာနထားတဲ့အတင်းတော်ဆိုပါစို့ရွှေလက်စွပ်တင်းတင်းလေးတွေဟိုအစားကောင်းကောင်းဝတ်ပြီးမှတက်ရောက်ဝင်လာတယ်တက်ရောက်ကတော့ရပတ်တဲ့အဝတ်တွေကိုဝတ်ပြီးမှကြည့်လိုက်ရင်လည်းဆင်းရဲတဲ့လူကြောက်ဆိုတော့ပေါ်တယ်အဲ့ဒီခါမှာတရားဆရာဆိုတာဆင်းရဲကောက်ဆိုတာဒါဖျားကြောဒီနေ့ကျွန်တော်တို့ရဲ့ဒီနေ့အခြေအနေနဲ့ပြောရမှာဆိုရှင်ဒါဖျားကြောကိုပြောတာအဲ့လိုဝင်လာတဲ့ခါမှာတင်းနေတဲ့အမှုကိုဝိစင်တော့သူကိုကြည့်ပြီးတဲ့အာရှာကြီးကဘယ်လိုပြောလဲကောင်းမွန်တော့ရဲ့ရက်မှာထိုင်ပါရှေ့မှာလာထိုင်ပါရှေ့မှာလာထိုင်ပါဒီရှေ့မှာလာထိုင်ပါနော်ဆင်းရဲတဲ့လူကိုကြတော့ရှေ့မှာတော့ထိုင်လို့မရဘူးဟိုနောက်မှာရက်ရှင်နဲ့ရက်နေလိုက်တယ်ဒါမှမဟုတ်ကိုဘေးမှာထိုင်နေထိုင်ဖို့ဒီဟိုငါချင်းတင်ပေါ်မှာထိုင်တော့ဒီမှာထိုင်နေထိုင်ပါဒီဘောကိုညက်ကောင်ဘာကတော့ကန်တူတယ်နာမ်တူတော့နေရှိတာဒီနာပါတဲ့ခုအဲ့လိုဆင်းရဲတဲ့လူကိုတစ်မျိုးဆက်ဆံချမ်းသာတဲ့လူကိုတစ်မျိုးဆက်ဆံနဲ့နာလိုက်ပြီးမှနဲ့လူမျက်နှာကိုထောက်ပြီးမှကျွန်တော်တို့အတင်းတော်မှာကျွန်တော်တို့လူဆက်ဆံတယ်
ဘာဖြစ်သွားမကောင်းသောအကျဉ်းစီနဲ့စီလို့ဖြစ်ကြတယ်မဟုတ်တော့မကမရှာမဲ့ယူရှာအဖို့ပဲယူပါပါရှာကုန်တော့လူမျက်နှာကိုထောက်တယ်ဆိုတာအတိတော့မှအမြင်ပြဿနာအဲ့ဒါဆင်းရဲလူရှာတော့အခုကျွန်တော်တို့အတင်းတော့မှဥက္ကဋ္ဌဘုသူ့နေမလဲဆိုတော့leadership ကောင်းတဲ့ယုံကြည်ခြင်းရှိတဲ့လူကမဟုတ်ဘဲနဲ့ချက်ချင်းသွားတတိယဘုသူ့နဲ့စီရီယယ်လို့နည်းနည်းအစဉ်ပြေတဲ့လူဖြစ်ရမယ်ပတ်စံကအဓိကအမှုမတူအတွေ့ရမှုဆိုတော့ဘာနာချင်းဆိုတော့ပတ်စံပြောက်သွားလည်းယုံနေတဲ့လူဖြစ်ရမယ်ဒီအနေနဲ့ထားဖို့မိတဲ့တဲ့ကတော့ control ကျွန်တော်တို့ဘာမှကြည့်တာကငွေဖြစ်တဲ့အခါမှာကျွန်တော်တို့ရဲ့ action ကျွန်တော်တို့ရဲ့အသက်ကမကောင်းသောအကြံအစီအစဉ်တော့ဖြစ်ရမှာဖြစ်လာတယ်အဲ့ဒါကြောင့်ရှောင်းတဲ့ရတော့ဘုကြောင့်လို့လို့ခံဖျားเจ้าကြည့်လိုက်ရှေ့မှာထိုင်တဲ့လူတွေကဘယ်သူတွေဖြစ်နေဆရာဖြစ်မယ်အတင်းတော်မှာလူကြီးဖြစ်မယ်အဲ့ဒီလူတွေမလာလို့ရှေ့တန်းကဟုတ်ဟာမကျော်ကတည်းကမင်းကောင်ကပ်နေတယ်ကအဲ့ဒီမှာဘောတင်တော့တယ်ရှောင်းတော့ဘာမှမလုပ်အတဲ့မိသားကိုရှောင်းတော့ကအချက်အဒီတို့ငယ်ပေါ်တဲ့မရှိတော့นั่นก็พังก็ตรงไหนนี่ฉับไปงูกูละมันมั่งคำก็ว่าชาติมันเพศเต่านะแต่ก็มีไว้แต่จงไม่ต้องพูดจงขั้นนะใช่ก่อนเพราะพังกันสัตว์ดุตัวอย่างแต่ไม่ใช่ช่องเด็กช่องเด็กเลยนั่นก็มาเราพูดจงใช่เด็กช่องก็มาเราพูดจงใช่เด็กเขาพูดใช่ส่วนอยู่ว่าเนี่ยกินข้าวว่าเป็นส่วนอยู่ว่าอีโอ้มาสั่งเชียนเลยนะสาวจังก็ช่องเด็กก็ได้อาชาญว่าจีโตมาก็ได้ว่าเราตรงนั้นมีกับโตมาฉันเองก็เอ๋น้องผู้ชายกินขาดตัวเลยวันนั้นมวยนะเจ๊ว่าจังก็น้องนี่นั่งเจ๊ลานี่นั่งเจ๊ปวดเสียงเอ๋วันนั้นจบก็นั่งเจ๊เมื่อกลับมาช่างลงมาช่วยผมมาช่างก็กินขาดเจ๊ว่าไง be carefulကျွန်တော်တို့ကလူပြည့်တာကိုထောက်ပြီးမှအတင်းတော်မှာအလုံးလုံးတဲ့ခါမှာအတင်းတော်မှာအေးကျူတဲ့ခါမှာပြဿနာတွေအကြီးကြီးဆလာပြီ။အဲ့ဒါနဲ့ပေါ့ဘယ်ပဲဆက်လို့exam test ကတော့ဒီမှာပဲကျွန်တော်ဆုံးသက်တော့မယ်ဟုတ် character test อันเสียอักยักไม่ใช่แล้วไงก็กำช้ำไม่ลำเจนเจ็บตัวฮับเพื่อมาอยู่แล้วอักยักเพื่ออยู่ไรอาชินน้องจะรู้ตัวอย่างเด็ดตาบุเลยจะรู้ชี้อย่างเลยปัตตมาเช็คกับเทสกับมาเลย prayer สู้บุรุษต้องเนี่ยสุราโมชี้มาเอ็ดีลูกอะตะเกียงชี้เด็ดลูกโอ้มาหกสุราโมสันเสรุยาดูจะเช็คกับชาภาษาโบบลูก็ต้องอยู่เด็กบลูสกัดเดียวเลยอาทิตย์เขาโอวาเดียนเจ็ดไม่ใช่ไม่ใช่การดูสตาร์ในวันเพ็ญตามไม่มุ่งหมายสุดนี้ผสม wisdom ตู้เย็น knowledge ตู้เย็นปัญญาเบสนาเลยสุดเราจะรู้เลย patience สิกไม่ใช่เลยขี้ยาเด็ดตาสุดาเด็กมันเช่นนั้นมินก็รู้ว่าก็คริสต์สังคมลำดับใครยินจัดแสงว่าบอกเราไม่เป็นไอ้ใดนี่เป็นไก่ฟังไก่อยู่ว่าอยู่ว่าไก่ prayer อยากชินยาก็ขั้นจีเจขั้นเองนะชิขั้นเองนะขั้นนี้ชิแกดูว่าใครอ่ะကောင်းပြီလားမင်း
တို့ရာတွေတွေးတော်ခြင်းမရှိပဲယုံကြည်သောစိတ်နဲ့တောင်းရမည်တွေးတော်ခြင်းရှိသောသူတွေကဒီခက်၍လှုပ်ရှားတတ်သောတိုင်းတစ်ခုနှင့်တူသည် အဲ့ဆက် 超狂血，这些是你们懂。 ဆုတောင်းတဲ့ခါမှာတဲ့ကျွန်တော်တို့တောင်းရင်ရပြီဆိုတာတော့ကျမ်းစာထဲမှာပါတယ်။ဒါပေမဲ့ဘယ်လိုတောင်းရမယ်ဆိုတာလည်းပါတယ်။ဘယ်လိုတောင်းရမလဲ။ယုံကြည်သောစိတ်နဲ့ကျွန်တော်တို့ကတောင်းရမယ်။သူ့ညာလေးတွေးတော်ခြင်းမရှိဘဲယုံကြည်သောစိတ်နဲ့တောင်းရမယ်။တချို့သောခရိယာတွေကဘယ်လိုတောင်းလဲဆိုတော့ဒီနေရာမှာနော်။လေခတ်၍လှုပ်ရှားတတ်သော line တစ်ပုဒ်နဲ့တူ၏။အခုရှင်ယာကုကဂါလိလဲအိုင်မှာဒီဘက်ကနေလေတိုက်တဲ့ခါမှာအဲ့ဒီလေရေလိုက်ဒီကလိုင်းတဘိုးဒီကလေတိုက်တဲ့ဘက်ကိုသွားတယ်နော်အတီးမရှိဘူးဒီဘက်ကနေလေတိုက်ရင်ဒီဘက်ကိုသွားတယ်ဒီဘက်ကနေလေတိုက်ဒီဘက်ကိုသွားတယ်ဆိုတော့ဒီနေရာမှာရှင်ယာကုကပါပြောနေတယ်တချို့သောလူတွေကလေခတ်ရလှုပ်ရှားတတ်တော့လိုင်းတဘိုးကဲတော့စိတ်ကအတီးမရှိဘူးဆရာရဲ့ကျွန်တော်ဟွန်ဒါတောင်းထားတယ်ဒီဟွန်ဒါမကောင်းဘူးလားမကောင်းဘူးတိုယိုတာဒါလည်းမကောင်းဘူးနော်ဆရာကျွန်တော်သူ့ကိုချက်တယ်တောင်းသူ့အကြောင်းသိတာလို့ရှိရင်သူကအဲ့လိုမျိုးတော့အားဆိုပြောင်းတော့မယ်သူ့ပြန်တော့ပြန်ပြောင်းတော့ဖယားတင်ကအေးခါနီးနီးမှာကိုယ့်စိတ်ကပြောင်းသွားပြီကရက်ဆန်ချိုနာခဲတဲ့ရွှေနံမမီကလေးမပတ်တယ်นั่นก็สุดนะผมนั่งนี่นะผมยังอันเดสวีนั่งนี่นะไปผมยังสวีนั่งบอกจริงอ่ะจริงบอกว่าจู้จริงไงหมดเลยกระสังก็พี่ตรงอ่ะพี่ตรงเองต้องเลยกาต้องเลยมันจู้จริงตรงอ่ะพี่จุพี่ของตรงอ่ะนี่ถ้ากระสังพระบอกนั่งพระบอกอะไอ้นั่งเจชิงาจีมนอกงานนอกลาตัวเลยกูบาโลจิဒီဆိုတော့ကောင်းကောင်းစဉ်းစားလိုက်အောင်လို့ဘုရားသခင်ကနည်းနည်းအချိန်ဆောင်တယ်။ကိုကဟောတော့လိုက်ပြန်တော့လိုက်ဆိုတော့စိတ်ကကနာမငြိဖြစ်တိုင်းတဲ့ဘုံကရဲ့အဲ့တော့ခရစ်စတန်ကောပြီးတော့တဲ့ကိုကျိုးဖြစ်ချင်လို့ဟာပေါ်ရအဲ့ဒီချင်ချင်တယ်။ခုဖြစ်ရတာလို့နာတယ်အဲ့လိုကနာမငြိပဲနဲ့တောင်းတယ်လို့ရှိရင်မရပါဘူး။ဘာဖြစ်လို့လဲဘုရားသခင်ကဘာပေးရမှမမသိဘူး။ကောင်းတဲ့လူကိုယ်တိုင်ကလည်းဘာလို့ချင်မှလို့မသိဘူး။မာနီကစားပါလေ။အနုံတဲ့ကအန်တဲ့ခိုင်ကဝန်တဲ့ဘာစကားမဆက်ဘူး။ဟန်ကျော်ဟာရအရင်ချေတော့မှာ။ဘောလို့ရှုပ်ပါကတော့။တမ်းကျော်ကျူးဖြစ်မှုပေါ်တဲ့ကိုမိုင်လိုက်တာတိနံဖဖို့ရာအစောမြင်ယူနာဟိုကြအစောကမယ်ရှိတာကိုဘာလို့ချင်းနေဆိုတော့ကောင်းကောင်းစဉ်းစားပြီးတောင်းပါကဲပေါင်းဖွဲ့တဲ့ခင်ကဲအခန်းငယ်လေးအခန်းငယ်အခန်းငယ်လေးမှာတော့အခန်းငယ်အခန်းကြီးလေးအခန်းကြီးလေး นี่เลย ကဲတိကနဲ့ဖတ်ရအောင် တို့တိုင်းချင်းတို့တို့ဖြစ်တယ်တို့တို့ကစစ်တဲ့တော့ဒီလိုကမှဆက်ကြောက်ဖြစ်တယ်ပေါ့ တင်တို့ဒီတတ်မဲ့၍မရချတို့အသက်ကိုတတ်တဲ့၎င်းအလိုလိုရှင်သောဘောမဆက်ရှိ၍၎င်းအလိုမပြီးဆုံးနိုင်ကြရန်ပြည့်ခြင်းစစ်တိုက်ခြင်းကို၎င်းပြု၍မရချအကျောင်းတော်ကစုပေါင်းပဲနေကြဤကနလည်းလူကြီးကအကုန်လုံးကပါလေလူချင်းတတ်မဲ့ကြတယ်ဒါမဲ့တချို့သောလူကကြားတချို့ကမကြောက်ဘာဖြစ်လို့လဲစုတောင်းတဲ့လူကတော့ပုံမှန်တောင်းပြီးမှရတယ်အဲ့ဒါကိုတချို့သောလူတွေကတချို့သောယုံကြည်သူတွေကမနာလို့ဝန်တို့ရန်တွေ့တယ်သူတို့ပြဿနာဘာဖြစ်လို့လဲတောင်းမှမတောင်းပဲစက်ပါရအောင်တုံးကစုတောင်းနေတယ်ကာမဂုဏ်ခံစားစရာဘုရှိစေခြင်းကအလွဲသုံးလို့ကြောင့်မရချာတချို့ကျတော့တောင်းတော့တောင်းတယ်ဒါမဲ့ခက်တာပါလေအ
อันรวยไปต่อเนี่ยอันนี้กังสารเนี่ยเลี้ยวเสียขอตัวอะไรเข้ามาต้องนะทุกใจนะบ้านเลยทุกเนี่ยเลยมันให้ตันเนี่ยทุกก็เลี้ยงกระซ่าเสียเลยมาหกเด็ดตั้งนั่นที่ต้องเนี่ยตัวดูชี้ที่ไก่เนี่ยตั้งนั่นที่ดูชี้ที่ไก่เนี่ยอาจารย์เนี่ยมันต้องให้เข้ามาย่ำละโอ้ยทุกเนี่ยมันตันเลยไปกับผู้ตามว่าหมอกว่าเลยဒီမှာကာမဂုဏ်ခံစားမှုတောင်းကြတယ်ကျုပ်ဖြစ်ကကျုပ်စုတောင်းရအောင်အော်ရင်ရတယ်ဒီမှာအတိတော့ပေးထားတယ်တောင်းရအောင်တောင်းတာပဲဒါပဲပါဖြစ်နေတယ်အလွဲပဲတောင်းတယ်နောက်ဆုံးတော့ပါလေစုတောင်းလဲအလကားပါကွာဘယ်တော့တောင်းအစာရှောင်ပြီးတောင်းလဲမရတဏီကုံတောင်းလဲမရဘူးတဏှာလုံးတောင်းလဲမရဘုရားခင်ညာတယ်ပြောလာတော့就给批菜变菜，这中部人，有啥干么给批菜？这中部哎，哪里多啊？苏当的嘞，干么我看啥不呀？俺对当多叫么呀家？咱就讲，下夜苏当北吧，苏当古吧，我路标来看嘛。把树一当开的时候，基本嘛，都也可以啊，对吧？我知道了。看嘛喽，呀，อันเดียพระบุยุพี่มุขอยู่นะแต่ก็ไม่ใช่ได้ว่าสักครั้งนั้นก็เลยมองกุมโพชาพี่อาศินเจนาชาพี่อย่างพระบุพี่ตัวมาพาได้ตรงนั้นเว้ยนี่ลำทำมาได้ตรงนั้นมานี่ก็กระด้างก็เซ็งก็สั่นโอ้ราไอ้นะปูจูปูซาตรงนั้นมูมาย่อมด่าแล้วก็บอกเลยมาเลยนะคริสต์นี่มุกได้เดี๋ยวเวนี่ลำดับมาช่วยเลยนี่ก็ยุ่งละเราผู้ผมก็ยุ่งกระโดดอยู่สิชีกระโดดลูกกระโดดจังนะบอกเลยมันใช่รู้มันแล้วก็เวนี่ลำดับมาเลยตัวแล้วจะมีส่วนไหนก็ผู้แก่กันคริสต์สักของเราหมดน้ำมันตั้งให้ของอาจูพี่เป็นอยู่นะเสียไปสุดแล้วแกก็ว่าไปเด็กไปสั่งแกดูเดี๋ยวเช็ด 5 ทางชาบูบลูตรงเดสุดเราชีวิตมาเปลี่ยนแต่จะจนรู้เสร็จรูปยาเด126อยากชินยาโกคันจีติดข้างยันสุดท้ายนั่นสุดท้ายแก่พยายามမိမိတို့ကိုမချုပ်ကြည့်မိမိတို့ကိုလည်းကြာချိုးရိုးပြီးရပြီးချင်းတဲ့ဖြစ်အဲ့ငါကကိုကဲမစီရလို့တဲ့မိသားကိုလုံးဟာလေတဲ့အဲ့ကဲချစ်စတဲ့လေရှင်ကိုကဲစီရလို့အဲ့ကမိကိုကဲစားတယ်ဒီภาษาကတော့ပေါက်တယ်ကြပြောတယ်စိတ်ကတော့တန့်တယ်ဆိုတာဖြစ်တယ်အဲ့ဖြစ်တော့ဖြစ်တယ်ပါလေတောင်းတဲ့ပါလေစမ်းစာရပြောရအချင်းသူဒီလာဆောက်စီဟာပြုတော်လေမိမိနှုတ်ကိုမချုံကြည့်နဲ့သူ့ရဲ့ဒီလာအချင်းကြီးတက်တာဖြစ်ပြီမရှောင်းတော်မီနှုတ်ကိုကလောမကလောစွန်းမစွန်းကလောမကလောစွန်းမရှိခဲတော့ကြောင့်တာပဲဟာဖို့ปวดนะยอง什么搞了ไอ้พวกขับสะชีกล้อก็ขับอะไรที่มุงบางครั้งก็ล้อมันจะปวดเรื่องบางครั้งกูเสียงอามันยองไม่ยองก็เลยแล้วถ้าเด็กล้อถ้าให้ตัวชาวให้ขับไปยังกูเสียงอามันไปกับไปก็เลยเรียนเนี่ยนะเทมาดูวันนี้มันก็ดูจังที่ไอ้หมูก็จะดูได้ยังปุ๊จุมาแต่ชีสดูได้ชาวบ้านเนี่ย 파는 좀 보거든. 참참은. 내 파는 앞에 상고 아이고 항상. 나지 뭐 곱와. 나
အဲ့တော့ခရစ်စတန်ရဲ့သူအခက်တိကဘာမှကြောင့်ကိုဖက်တယ်ရမ်းဆိုတော့ယေဘာမှကြောင့်ခရိယာအသက်တာမှာဘာသာကအင်မတန်မှအရေးကြီးတယ်အဲ့တော့ပေါ်သက်တရားကြီး၆ပြောဖို့ဘုရားခင်ကဘာသာပေးတာမဟုတ်ဘူးဒီဘာသာနဲ့ဘာပြောရမလဲတည်င်းကောင်းပြောရကျေးချင်းတရားဟောရတိုင်းမကြောင့်တဲ့အခက်တော်လို့တိုင်းကြောင့်ဟဲ့ကိုကြောင့်မစီရလို့ကမဖတ်ရအောင်လို့လေတော့တိုင်းကိုမစီရနမှခံလိုက်တော့မှာKan bawa buat dia, anda di sana lo pergi. Ya akan ji dong akan yang cemas sedih. Baik, apa apa ya? Hari Sabtu suci minggu kaya minggu Teori anyado siang bercicai Ngalu silnya anyado ati mata cai Sebagai masih bersiar dunia Soli rotuki Ini kolo-kolo shopki nai rotuki Minggu nai jinga Besarku sek ombeli Tujuh Minggu kolo-kolo Cuma ada alumni ekonomi insya Allah ekonomi Temakai lucu kita ini tema mereka Tuli rusa ini orang sudah ada Mereka tak biasa satu ekonomi ini cuma syari usia itu Shari Maroi Maroi Tekolo Bodi Nyuse Sati Sakure Shidai Mimi Ine Mimi Shoki Kokareshi Under the die already Shakuka Amedunya Maunai So Munai So Yiti Basic Basic Yati Bukano Hasino Logu Shaki Chizai No Badi Tega Dona Chimachi Chise Chitaka Mani Guru Todo Kikaya Sanye Bhagavad Tega Chudo Yini Mado Yi Chetadalo Mani Guru Devot Hamidi Dani Divo Dinagro Sikipindi Devot Handi Odinagro Chodu Gano Yedi Choro Yego Mkisina Teno Du Kaya sa Timon Thapa Dindi Tanri Digo Tinay Dalo Tinay na Hello ပဲတဲ့ကျွန်တော်တို့စစ်ပြစ်ပြင်နေတယ်တဲ့တင်ပေါ်တဖန်ဒီကိုတီးနိုင်တယ်လို့သူ့အတူငန်းတော့ရေနဲ့ချိုတော့ရေအခါတည်းထွက်တယ်ဆိုတော့စိတ်ထဲမှာကောင်းကျင်တဲ့ဗဇက်ကမကောင်းတဲ့အရာတွေကိုသစွတ်စွတ်ပြောနေတာဖြစ်နိုင်ရဲ့ဒီစိတ်နှလုံးထဲကလည်းစိတ်တော့အရင်ကောင်းပါရဲ့ဗဇက်ကကြားနာပါဖြစ်တယ်လားရှာဒီဘူးဖြစ်ကာလုံးလုံးစွန်ရာဒီတောင်းလေးကရှာလို့ပြောတဲ့အခါပါစက်များတဲ့လူတွေကိုပဲမဟုတ်ဘယ်လိုပြောမလဲစကားအရင်ပြောတဲ့လူကိုပဲပြောတဲ့ချင်းနေတာအဲ့ဒါလည်းမဟုတ်သေးဘူးနော်တချို့ကျတော့စကားကတော့တိတ်မပြောတာပြောလိုက်တဲ့စကားတခုံးကလူကိုအရင်ကြီးဘယ်လိုဒုက္ခရောက်ဒုက္ခပေးတော့နောက်ရှာရှည်နေတာအင်းတဲ့ဆိုနေတယ်นี่ก็อยู่ตรงนั้นก็ที่เป็นรกมาซะสุดแต่เราก็บอกคัดแจ่มเช่นไรมีซ่าแต่ซ่าจะขัดตัดยาวันจีตัดยาวันเราที่นั่งผ่านจีจนเลยเขาบอกพิงงามาไปงานชีพังก็วันชีมีเป็นจีจนไปงานแต่เราจะกูเป็ดทิ้งหน้าชาเป็ดทิ้งหน้าหมดเลยก็ชาชีน่าเป็ดทิ้งหน้าชาสุดเลยเนี่ยเดียวที่นั่งอ่ะกูก็นะเตียงมาในลำเพชรส่วนน้ำเป็นส่วน
วันนั้นยาแดงกุบสุดจังก็ชาเชียนเป็กกันเพราะว่ายายิ่งมุสุดจังก็เพราะว่ายาเป็ดสุดเลยสิเพราะว่าเป็ดสุดเลยสิจะมาก็อันนั้นสักการมันเนี่ยมุสุดแล้วจะมาเป็นหกแต่ก็มันข้างก็ได้สิอันนี้ก็แต่ดูสักทีเป็กก็กำไม่เนี่ยไม่กำก็ยินขาบอกเลยดูสุดเป็กอะไรมั้งก็ช่วยนะกำไม่ได้สังโบลีเป็กอะไรมั้งอันนี้กำไม่เนี่ยไม่ก็ไว้ไอ้ที่มุกแต่นี้ดูกระแต่แม่กระดูที่กระมุกก็แต่ได้เนี่ยมุกคงอยู่ละดูฉันอเมริกาแต่ทำรถจักรยานมุกแต่ก็มุกชิงเด็กแม่กระมุกคนทุกโลนั่นก็มุกง่ายอยู่เจ้าหน้าที่ไอ้ไม่จบก็มุกก็น่ามุกช่างข้าศึกาพระชีชินำดูเด็กกระก็สงสารนะแล้วนั่นก็สุดนะพุ่นนั่นได้ก็ผู้ว่าเขาบอกผู้ว่ามันก็เราผู้ว่านั่นก็นั่นแต่เจ้าสังพสีสีนะก็สังพพุ่นก็น่าจะไม่เป็นสังพพุ่นน่ะสังพสีก็ไม่สินี่ก็จะก็ข้าก็จะไม่ผู้ว่าข้าก็จะก็สิ่งยังไม่เป็นสุดเลยเดี๋ยวเตียงไม่เป็นสุดแต่ที่ไหนแต่ไม่จบก็อันเด็กคริสตันมาสักคงละโมนาสุมานี่แหละก็เลยก็สั่งไปว่าอันเด็กก็ช่วยก่อนนะบางทีลูกชาก็ไอ้เราไอ้นี่จีเลยสุดจุดเราภาษาเนี่ยแบบพยายามทิ้งกูพยายามทิ้งไอ้กูเราชิมอนเนี่ยชิมอนจินตจินสู้แล้วเนี่ยพยายามยกช่วยกันเนี่ยป้าเพียวเลยโอ้ดูก้าดูก้าถ้าชาเกสมัยช่วยก่อนนะกูพยายามทิ้งอาจารย์ว่าไม่ใช่ต่างของกันว่าเสียต่างของเรามาสาของมันว่าแต่เป็นยังไงกันนั่นก็สุดอย่างนั้นก็อาจจะงงอีกข้างในกูก็มารู้ดีชาเพียงคำนี้เราพยายามที่คือกองจีเปตัจจาอี yes พยายามที่จะป้องกันโดนเนี่ยไอ้ยี่พันสิโนรู้กูชาเพียงจริงเสตัจจาอีไอ้นั่นผิดดิพี่เราลุกตัวบ้านที่กันนี่ชอบมันชิมอนจินเนี่ยจริงเสียจริงช่วยตัดบ้านนี่กันทูนุมาผิดเขาอย่างกระไรสังเวชก่อนในบุกว่านามาชาเบภาษาว่ามาชาเบคริสตันเนี่ยดูเลยผิดยังไงที่ทำจบใช่ชิงเด็ดเพชรไม่ทิ้งอะไรไงชิงเด็ดเพชรผมทิ้งชิบุทับผมทิ้งละน่ากำช้าไม่ลำเพชรมันทำช่างงามเลยแต่ก็เจ๋งจังนั่นเด็ดเจ๋งจังนั่นก็จะเจ๋งจังก็จะขึ้นก็ไม่ทิ้งอะไรจะขึ้นก็ไม่ทิ้งมานี่พาขึ้นมีตรงโต๊ะมาจากขึ้นคำเต็มเลยชิบุเลยแล้วที่เลยมีที่ไอ้เด็กมองเลยสักไอ้เด็กจบก็อันเดียกำช้าไม่ลำก็กูมาแก่ฉันไอ้แบบเทสแก่ป่าวพูดจะไปใส่Number 3 got wisdom. The Christian นั่นไงเนี่ยเจ็ดในมะขามมูนะแค่ตัวนั้นเฉยๆก็อันเดียว wisdom แค่อาคันจีโต้กูตัวเนี่ยอาคันจีโต้ขันยิ่งสะดวกมันสักชิบขันจีสตองขันจีโต แค่สะดวกกันไปเรียนรู้เลยจะไม่มาในที่สุดปัญญาชีพชีพโชว์ดูที่ปัญญา永远没有结果光要多真正入学好题一定要能够表达些多么好的有些的花草的无人情也是情绪那不要不把心散于我发展里多多ปัญญาดีจะมาได้อย่างปัญญาโหยิ่งปัญญาสาธิตปัญญาและสู้ปัญญาที่แก่ขนาดนาอย่างကျွန်တော်တို့လောကကြီးမှာပညာနှမျိုးရှိတယ်။အဲ့ဒီပညာနှမျိုးကအထက်မှတက်ရောက်သောပညာနဲ့မြေကြီးပညာဓမ္မမဟုတ်ဇာတိပဂတိပညာဓမ္မမဟုတ်နတ်ဆိုပညာ။ကောင်းပြီကောတော့ဘုကောဖတ်ကြည့်တော့ကြိုက်ချီတယ်။အဲ့ဒီချမ်းကြည့်ချီကိုကရာမသာဝါမုန်ကန်ကောင်းတာဖတ်ကြည့်တယ်။แต่มุมการการทำผัดชีก็เขาบอกเป็นเจตนาไว้ที่ดี
အကြောင်းမူကားဘုံပြခြင်းဉာဏ်ပြခြင်းရှိတယ်မငြိမ်မှုယုံကြည်အပ်ခြင်းစိုးရိမ်စွာပြုမှုခြင်းအမျိုးမျိုးရှိတတ်တယ်အထက်မှာတယောက်သောပညာကရှေးဥစွာစင်ကြယ်ထိုမှတပါအဖြစ်ဖြစ်နေတတ်တယ်ဒီလိုသဘောရှိသိဆောင်ရည်ဒီယုံနာနဲ့ကောင်ကောင်းခြင်းနဲ့ကောင်ပြည့်စုံပြီးဒီမျိုးတော့စိတ်ရှိဒီဝတ်ခြင်းနဲ့ပြည့်စုံအတိတ်နဲ့ခြင်းမှာသူစုတတ်တော်သူရှောက်ပတ်ခြင်းတရားမျိုးစိတ်ကိုမြင်တတ်စွာခြေလက်ချသည်အဲစားဟောနာသူဝယ်မချေမကြဘောဒါမှတော့ဆိုရင်အထက်မှတယောက်တော့ပညာမူကရှေ့ဦးစွာစင်ကြယ်ဆန်ဆဲငိုင်းစားဟောနာသူဝယ်ပါချေကိုဆန်ဆဲငိုင်းစင်ကြယ်လို့ဟောပေါ်တယ်ပညာတတ်တယ်ဆိုတာတစ်ခါတလေကြတော့လူတွေကိုဟောပေါ်တယ်မဆူချမ်းဒီဘယ်နာမှာပဲအကွက်စင်နာကဘုရှမွန်ချာနာတိုင်ကိုဘုံကကနာပါချီလူတွေကိုလေ့စားတဲ့ပညာကဒီကဘာဟာနတ်ဆိုပညာဖြစ်တယ်အထက်ကနေလာတဲ့ပညာကတော့လူကိုဘယ်လိုကူညီမလဲဆိုတဲ့ပညာပဲဖြစ်တယ်အဲ့ပေါ့အတင်းတင်းနေတတ်ဒီမကျွေးကောင်းခေါစီမနီရဲ့ဒီဘီရှုကမစံလုံးလမှာချီကောင်းချိုးနဲ့ပြည်စုံတမ်ချီဖာကချာဘူးဒီလောလောပဲဖြစ်တယ်တဲ့ဒီအနေတော့ဘုံခံဟာချီချီကံကလောခတ်မကံရဖမ်းကြော်တယ်စာဘောနန်လေချာဘုံကံကနာဖာချီရဲ့ဒီချေဝတ်တာကြိုင်ရဲတော့မှာစချီချေကိုချီနေတိုင်းတော့မဲ့စောင်းနာမိတယ်တန်တော့ခါတော့ခါစီဝရမမုန်တဲ့ကိုတမ်ကြောဘုံကံကနာဖာချီကိုတိုင်းကိုပြင်းနေတဲ့ကိုကုန်ပြိုင်ခြင်းမြေကြီးပညာစာတိပဂတိပညာကြတော့အချင်းချင်းကုန်ပြိုင်တယ်ညံတွေ့တယ်မနမ်းမဘတ်ဝေးရဘတ်ယူလာတော့တယ်အမျိုးမျိုးစွတ်တတ်ချောင်းကောစွတ်တတ်ဖန်ကောစတန်တတ်ချောင်းကောပဲစွတ်တတ်ကမနမ်းမဘတ်ပါစေတယ်ပေါ့ညံတွေ့ခြင်းမငြိမ်ဘူးဒုညခတ်တတ်ခြင်းအလောင်းမနမ်းမပဲပြောတော်နေပဲချက်လောင်းနာဘုံတိထမ်းရဲမှာခါကလို့ဒီတိုင်းပြရတယ်အတိုင်းမချိုးပါအချက်မရှာနိုင်ကောဒီတဲ့ဖာချီလူဝဲစားကနန်လူဝဲကတဲ့ဝါကောအမရှာနိုင်လို့ရှိရင်စားကနန်ဖာမျိုးရှိကနန်လို့တော့တယ်မတူတယ်ရင်တော့ဘောကနာဖာချီဝဲဝါလေအန်ကောနာတော့တဲ့ပလူကြတာမုန်ကန်ကနာဖာချီရှာရေဒီကဲနောက်ဆုံးရဲစရာဘာဝခွေဆိုင် patient ချက်ကိုချနာနိုင်မို့ရောကစားဘောကမ်းရှာပါမရှာနိုင်မို့မြင့်ကြီးပဲချက်ကိုချနာနိုင်အခန်းကြီးမှာအခန်းကြီးပုံမှန်နဲ့ဆက်စစ်မှန်တဲ့ခိယံတက်တာစစ်မှန်တဲ့ခိယံတယောက်ကတော့စိတ်ရှည်ဒီခံခြင်းရှိတယ်ဒီနေ့အခန်းကြီးခုံရတဲ့ခါထို့ကြောင့်ဒီလိုတန်းဒီတိုင်အောင်ဒီခံနဲ့စောင့်နေကြတော့အကယ်၍လေတော့သူဒီအရင်ကိုနောက်ကိုရပြီးတိုင်အောင်အဖို့ထိုက်တော်မြေဒီကိုဒီခံနဲ့စောင့်နေပြီးညှော်နေတယ်ဒီလိုဒီလေခံနဲ့စောင့်နေကြတော့ကိုယ်စိတ်နှလုံးကိုမြဲမြံဆိုတာကိုစေကြတော့ဘုရားတော်အချိန်ကိုဒီကိုတော့စစ်ကြောစီခြင်းဒီလိုမျိုးအချင်းချင်းဒီကောင်ပြည့်ပြည့်တဲ့ပုဂ္ဂိုလ်တရားစီရင်ပါတော်သူဒီဒါနာမရှိတော်မူ၏မာတိကိုသာဝရနာမှာတော်မူ၏ဘောခတ်စေရဒုက္ခခြင်းဒီခံခြင်းနဲ့ပုံသက်တွေကိုပြချပြီးအားကြတော့ဒီခံနိုင်တော်သူဒီမိပါရှိတော်ယောမဒီဒီခံကြောင့်တင်တို့ကြားရကြပြီသာဝရဒီမိမိမှုကိုလက်ဆက်သက်တော်မူရာမှာအလုံးသနာဆုံးမတော်မူကြောင်းကိုလည်းသိရကြပြီကဲကံရှမ်းမိုင်ရှာနိုင်မှာမိကလူဝဲမိကလူနာချစ်ချက်တာမဆိုင်ဘာနာဘာနိုင်ကြိုးစဒီတကယ်ယုံကြည်ခြင်းအစစ်အမှန်
စစ်မှန်တဲ့ယုံကြည်ခြင်းရှိတဲ့ခရိယန်တယောက်ကတီးခံခြင်းနဲ့ပြည့်စုံတယ်အခုတချို့တော့ခရိယန်တွေကပါလဲအပါကြီးမြန်မြန်အဆုံးသတ်ဖို့နောက်ဆုံးတော့နဲ့မြန်မြန်ရောက်ဖို့ဆူတောင်းနေတဲ့ခရိယန်တွေရှိတယ်မဆောင်နိုင်တော့မြန်မြန်ဘုရားဖြစ်ရဲ့အပါကြီးကိုအဆုံးသတ်လိုက်ပါတော့မြင့်ကလေးဝဆရာဆန်တိုင်းတဲ့ကြအရှိုင်ကကြာဘာကပ်ရှာမိုင်ခရိယန်တွေကိုဟောရတာတာမှာဆွဲတော့ခေါင်းနာကလုံးကြီးပုံလာကျွန်တော်တို့လေလုတ်တဲ့သူကိုကြည့်ကြတော့မိုးရွာတဲ့ခါမှာတို့ကယူစိတ်ကိုရှင်းတယ်ပြီးတော့မှကျိုးပြီးယူတယ်ပြီးတော့မှစပါးဆိုင်တယ်ပြီးတော့မှဗာလဲရိတ်သိမ်းခြင်းကိုမျောတယ်ဆောင်းတယ်ဒီအဲ့တဲ့မှန်တန်နာနာကိုကဲအပြည့်နာအမေရိကန်ဒီကမိုင်းစွန်တန်းဆန်ဒီခေါင်းနာကလုံးလာစွန်ထားဖို့ဆိုတယ် It's too difficult don't eat rice eat something else လာဆိုတယ်นั่นတဲ့ခေါင်းနာကလုံးတော့အဲ့နာအဲ့ဒါအဲ့ရက်အဲ့ဒါကကာရှိရှာကောကိုတိုင်ပေါ်ဒီရှာကောကိုนั่นတဲ့ကောนะมีตั้งกลัวဒီကတော့ခေါင်းနာကလုံးကိုမြင်ကလေးကိုအဲ့တိုင်းကြီးစစအဲ့ဒီအစားကိုမှပေါ့အဲ့ကိုလည်းရတယ်။咱们就米炊的，咱们就用我的米炊的意思。prophet 的用心的都看着，蒙嘎做样，带你过哪里去？而且蒙山的做呢，我讲，用个白的做呢，高米饭，咦，经历那啥高的做呢，而且马卡咯，山的个50个还没个做呢，อันนี้ก็是个อินสาก็มาโยบะน่าสักเขานั่นเนี่ยไก่โยก็น่าเขาบอกเลยว่าเลยจำจองแต่ว่าแต่ว่านะฉันนั่งไงพังชุ่มเจ้าบอกไปรู้แต่จนที่จนเลยมีคำสั่งไงมาโม่ที่ขันจินสิชิจาโร่แต่จนก็น้องกูพูดก็ฉันด่าฉันนั่งขัดยังบอกนักผมส่วนเดียวเลยนี่คำ이 딩쿠가 인체랑 가장 단 저거 안티야 딩쿠 안티야 우펑 안티가 근데 이 간지 감시랑의 민도 남두고 어쩌이 시내지만 하복만 근데 뭐 감ሻ만 짓다이다 롱장고 감ሻ만 되거나 부하지 이 뭐지 시랑 찍힌 것이랑 말이 이 감ሻ만 민동이 시랑 봐보래ဒီတခါတော့လောက်ထောင်ပေါ့နောက်တစ်ခါဆိုလို့ရှိရင်ငါအကြောင်းကောင်းကောင်းကြည့်မယ်အိုင်နာမတ်ဆက်ရှာခြေနာနာရန်တယ်လာဘယ်မှာတော့ကတဲ့ဒီခနဲ့လေတဲ့ကောဟာနာနာအကွက်စီနာလာတော့ငါရှိတယ်တဲ့ကောခြေနာမယ်တဲ့အကွက်ခေါင်းရရှိတယ်ငါရနာကောဘလို့တဲ့နာမရှိအကွက်နာမတယ်တော့ရ好了，咱们第一看呢，他们是让来的吧？跟家长路上跑出来的不是？那个家吧，我后来跟家吧是让来的，咱们就duration的，都忙开过那忙蛋呢的地方，那个路边是有人，一旦就完全，空爱嘛看不容易呢，上空爱在在公路那个那送。爸爸会参与。cái đây là đi mát thằng đồ đồ nằm đủ cho nó đủ ở cụ piao lại để nhà đi cho nó đủ piao này để nhà đi luôn của lâu này cũng cả thích cả bạn đấy if you love me you will keep my commandments ngày biết số ra ya nhẹ cảm rồi đi biết ăn thế ăn là đấy但是耶稣被做了你们读过在那做呢你阿拉嘎的有看呢耶稣被做了你也不读上在让你个救了哎也等这个新加坡看基地看见的设立过那不说了的所以说看基地看见的设立过不的。哎，他要那个。
ကိုယ်ကိုလေးဖျား၍လောကပတ်တရားကိုနာလို့ရတာပြုတော်တော်တရားကိုချစ်တော်ဖြစ်ချတော်တခင်ဖြစ်တော်ကိုချစ်တဲ့မေတ္တာချစ်တဲ့ယုံကြည်ခြင်းမရှိလို့ရှိရင်ဒီညလည်းကျွန်တော်ပြောတဲ့လောကပတ်တော်အားလုံးကလည်းကိုလေးဖျားဖို့ဖြစ်တယ်แต่นั่นสุดท้ายมาค่ะเอชลานั่นสุดท้ายแกกิจการเองอ่ะขันก็เจ๊เองค่ะมันตัดกระชากจุมันตัดแล้วก็ที่นั่งกระชากจุยิ่งไม่ใช่นี่สุดท้ายแบบว่าที่นั่งก็กระตัดที่ช่างมาเลยใช่ไหมที่กระชากโมเดลที่นั่งทำจานมาเลยใช่ไหมช้าหน่ะมันหลับก่อนองค์การกระชากมันตัดได้แต่ที่นั่งมาแค่กระชากใส่จนนั่งแต่ก็เลี้ยงแค่เลยแต่คะแนนไปเลยอาจารย์โจก็มุงกาเป็นบัดจูบัดจูนะหุ่นขันไหนมันก็พังอยู่เลยเยซูเป็นหุ่นโซ่ละจ้ะแต่มันต้องชาบะบุมเสียบ่ส่วนละไงอยู่ยังเล่นชิงโพคุณปองชาติลำไงได้เชว่างอ่ะชนิดป้องไงกิโลชนิดป้องไงกิโลได้เชมาอยู่นะในสมัครกูอย่างก่อนเย้น่ะหน้ากามาอยู่นะเชได้มาอันที่ว่าสถาเป็นเราชักการอยู่แบบนี้ชักการเขาบอกที่ไหนมาตัดกานามาดูอีกว่าเราเป็นชักการอยู่หน้ากาว่าเราเป็นชักการหน้ากาแต่ฉันเข้ามาหน้ากาเสร็จแต่ฉันเข้ามาหน้ากาเสร็จแต่มึงหน้ากาก็พลิกตรงมาหน้าก็ไอ้ที่มึงนั่งมาโพสนาอยู่เนี่ยแต่ที่โดนมาตัดชิลงแต่แล้วจนพังไอ้ก็ชิปพอมาอย่างกำสวัสดิ์พังแต่ในหน้ากาจะดูเคร่งหน้าการน้ำผู้สซาโดงอ่ะน้ำก็เกิดอะไรใช้น้ำดูใครตรงแต่เดี๋ยวน้องผู้ยองซาเนี่ยเอ๊ะสถานีสุดเลยยังไงหน้าการจะดูใครเนี่ยหันซาได้เสร็จดิหน้าการโยกาโมแต่แค่คิดได้โยหน้าการโยกาแต่แค่คิดอาจารย์โจก็เลยนะเดี๋ยวอันนี้ส่วนในน้ำมาขาวงหน้าการโยกาก็ช่างบัดน้ำตัวเสร็จสติน้ำเสร็จสติสกัดแต่จอมทำกันคนนั้นแต่น่ะชี้แต่น้ำเป็นได้จังก็พิมพ์ใส่ก็อยากบอกคุยเช่นท่านแกจะนอนที่นี่เลยเต็มร้อยเลยคำว่าคุยเช่นนี้ไม่รู้ดีชีวิตอันนี้กาสันนี่แต่นั่นเด็กส่วนใหญ่จะเล็กเด็ดเป็นในนิยมมา是啊，那个产品的那个，第看得到不喏？什么内容你都得到说，下标定价标都低比，对不对？哎你来炒呢，我就说不如食品嘛，啊，第木呀有不喏？这把东西嘛得对皮啊，对吧？不如来炒，说就是那个，谁去看呀没？你看呀没？说第来比，咱们偏当的去的，咱们。我周三的进嘛进啊，一直过来，那卡西西的，那卡西西东卡西西的，你看这种么样咯？一直嘛，他说不如 perfect 票嘛，喏，不如弄那个嘛啦，你不表嘞就手机多些，你那个，这现在不如来小王们嘞，对不对 OK， แต่အခုဒီအရာတွေကိုဖြစ်ဖို့เนาะအခုပြောတဲ့ဒီညနဲ့တင်သွားတဲ့ဟာတွေအကုန်လုံးကိုလှုပ်ဆောင်တာလို့ဘယ်လိုလုပ်ရမလဲcoach တယောက်ကိုဆရာရဲ့ဘောလုံးသမားကောင်းတယောက်ဖြစ်ဖို့ဘယ်လိုလုပ်ရမလဲလို့တွားမေးလို့ရှင်ဘယ်လိုပြောမလဲကဲအဲ့ဒါဘောလုံးသမားတယောက်ဖြစ်ဖို့က perfect အမှန်တမ်းတော်တဲ့ဘောလုံးသမားတယောက်ဖြစ်ဖို့ပါလို့ coach တဲ့ကောင်းဖို့လိုတယ်ကိုလည်း coach ရဲ့စကားနားထောင်ဖို့လိုတယ်ပြီးတော့ပါလေကြည့်ရမယ်အပြည့်ဘောလုံးတကားလေးတော့ကန်နေတယ်မရဘူးပါလေစတေမီနာကောင်းတယ်အပြည့်ကျွန်တော်တို့သင်ချင်အများကြီးလုပ်ရ exercise အများကြီးလုပ်ရဒါမဲ့ဘောလုံးသမားဖြစ်ချင်တဲ့ဆန္ဒကတော့ပထမဆုံးလိုရတယ်ဆိုတော့ဒီအရာတွေကိုအားလုံးကျွန်တော်တို့လုပ်နိုင်ဖို့ပထမအချက်ကတော့ခဏခဏကျွန်တော်ပြောလို့ပဲခရစ်တော်ကိုချစ်တဲ့ယုံကြည်ခြင်းကတော့ပထမဆုံးလိုပါတယ်အခုတချို့တော့ခရိယာတွေကတော့ယုံကြည်ခြင်းဆိုတာခရစ်တော်ကိုချစ်ဖို့မဟုတ်ဘဲနဲ့ပါလေကောင်းကင်နိုင်ငံကိုရောက်နိုင်ဖို့တစ်ကက်
အဲ့ဒါ totally misrepresent ယုံကြည်ခြင်းဆိုတာခရစ်တော်ကိုမချစ်တဲ့ယုံကြည်ခြင်းကဒါစစ်မှန်တဲ့ယုံကြည်ခြင်းမဟုတ်ဘူးကောင်းကင်နိုင်ငံသွားဖို့တိကက်တာလိုချင်တဲ့ယုံကြည်ခြင်းဆိုလို့ရှိတာအင်မတန်ကကြောက်စရာကောင်းတဲ့ယုံကြည်ခြင်းဆိုတော့ယုံကြည်ခြင်းဆိုတာခရစ်တော်ကဖို့အတွက်အသေးခံပြီးဆိုတော့ကိုကခရစ်တော်ကိုချစ်တဲ့ယုံကြည်ခြင်းဖြစ်ရတယ်ဆိုတော့ပထမဆုံးကခရစ်တော်ကိုချစ်တဲ့စိတ်ဘုရားခင်ရဲ့အလိုတော်တိုင်းရှောက်ခြင်းတဲ့စိတ်တော်ပထမဆုံးလို့ပါတယ်ပြီးတော့ကျွန်တော်တို့နေ့တဲ့အသက်တာမှာကျွန်တော်တို့က exercise ခဏတော့ပြောတခါလေးပြေးလို့တော့မရဘူးခရိယာအသက်တာဘယ်ကနေစလဲဘေဘီကနေစတယ်ဘောနိုင်ရဲ့တဖန်မွေးဖွားခြင်းဆိုမွေးဖွားကလေးကလည်းမွေးဖွားပြီးတဲ့အခါမှာဗာလဲကလေးတယောက်လိုပဲလမ်းမလျှောက်နိုင်လေဆိုတော့အတိတ်ကအတင်းသားတွေဖေးမှခြင်းခရိယာတက်တာကိုရှောက်လန်းနိုင်အောင်ဖေးမှခြင်းရဲ့လိုအပ်တယ်ဆိုတော့ဖြည်းဖြည်းချင်းသူက spiritual baby ကလည်းဘယ်လိုဖြစ်တာလဲလမ်းနဲ့ရှောက်တတ်တာမယ်ပြီးမှပြေးလာနိုင်မယ်ပြီးမှပဲအင်ချက်တဲ့အသက်တာဆိုတော့ဒါဖြတ်တတ်တော့မရှိဘူးစိတ်ရှည်ခြင်းဆိုတာတစ်နေ့ရှည်ုံနဲ့လည်းမပြီးခဏတော့ပြောသလိုပဲကျွန်တော်တို့တကယ်ပဲစစ်မှန်တဲ့ယုံကြည်ခြင်းရှိရဆိုရှင်အခုခွင့်မလွတ်နိုင်တဲ့အရာတွေရှိကောင်းရှိနိုင်ပါလိမ့်မယ်ဒါနဲ့ကျွန်တော်စူးစမ်းပြီးမှခွင့်လွတ်နိုင်မယ်ဆိုလို့ရှိရင်နောက်ကြတော့ဒါမခက်တော့ဘူးဆိုတော့ဒါ practice နဲ့ဆူတောင်းခြင်းနဲ့ကျွန်တော်တို့ကလိုအပ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ခဏတော့ပြောစုဘယ်လိုတောင်းနေလဲဘာဒီစုတောင်းနေလဲဆိုတဲ့အခါမှာအရာအရေးကြီးတယ်လို့ကျွန်တော်ပြောဆိုတော့ကျွန်တော်တို့ရောက်တိုင်းစီတောင်းရမယ်ဆိုတာပါလေနေ့တိုင်းအသက်တာမှာဘုရားရဲ့အလိုတော်နဲ့ကိုက်ညီအောင်အသက်ရှင်နိုင်တဲ့ခွန်အားကိုကျွန်တော်တို့ကအဓိကဦးစားပေးစုတောင်းရမှာဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့တောင်းနေတာဘာတွေတောင်းလဲအခြားတွေပဲတောင်းနေတော့မလုပ်ဘူးဒါကြောင့်ကျွန်တော်ကအကျိုးဖြစ်ရဲ့ဂုဏ်တဲ့ပြီးတော့တန်ရှင်းသောဝိညာဉ်တော်ကျွန်တော်အထင်ပါရှိဆိုတော့အဲ့ဒီတန်ရှင်းသောဝိညာဉ်တော်ရဲ့လမ်းပြမှုကိုလည်းနားထောင်တယ်အဲ့ဒါကျွန်တော်ဝိညာဉ်စွန့်တော်တာဒီဘုရားကဟာတာမကောင်းမတော့ဒီတဲ့ဒါတိကလည်းပြီးရောဆိုတော့ဒီမှာတတိပေးနေတာနဲ့ဟိုကကြားပလိုက်တဲ့ခါမှာဒါတစ်ချက်မှဒါပေမဲ့အမှားတိတဲ့ခါမှာnext time ဒီခါမလုပ်နိုင်တော့တော့ပြန်စူးစမ်းမယ်ဆိုတော့အဲ့ဒီစိတ်ကရှိတော့ perfect ကမဖြစ်နိုင်ဘူး we will never be perfect ဒီခုံစုပ်ပဲအစခုံလာတဲ့လုံကတော့လုံလာအဲ့ဒီမို့ we are going toward perfect ယဉ်ချက်တဲ့အသက်တာလုံးဝယဉ်ချက်သွားပြီးတရားရခိုင်လုံးယဉ်ချက်သွားပြီးဆိုတဲ့အသက်တာဒီကဘာကြီးမှာကျွန်တော်ဘလို့မှမရနိုင်ဘူးဒါမဲ့ယဉ်ချက်ခြင်းတဲ့အသက်တာကိုရှောက်တိုင်းနေကျွန်တော်တို့ကဘဝကိုဆုံးတာခုံစုပ်ပဲယူဝင်ခါတယ်ခုံကြမ်းမယူတာဒါမှမကားရှာမယ်